အားလုံးပဲမင်္ဂလာပါရှင်ရန်ကုန်ခေတ်သစ်သတင်းဌာနကနေသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ကြောက်ဖြူမှာစစ်ကောင်စီထိုးစစ်မြို့နယ်15မိုင်ခွာအထိရောက်လာတာကြောင့်ဒေသခံတွေတင်းရှောင်နေရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်တရုတ်စီမံကိန်းတွေအများပြားရှိနေတဲ့ရခိုင်ပြည်နယ်ကြောက်ဖြူမြို့နယ်အတွင်းကအာရကတပ်တော် AA ခြေကုပ်ယူထားတဲ့နေရာတွေကိုစစ်ကောင်စီကဇက်တိုက်ဆိုသလိုထိုးစစ်ဆင်နေပါတယ်လက်ရှိမှာတော့စစ်ကောင်စီစစ်ကြောင်းဟာကြောက်ဖြူမြို့ပေါ်နဲ့15မိုင်လောက်အကွာမှာရှိတဲ့ချောင်းပြကြီးရွာအထိရောက်လာတယ်လို့ကြောက်ဖြူဒေသခံတပ်ဦးကသတင်းဌာနကိုပြောပါတယ်။ AA ဘက်ကထိုးစစ်မစင်တော့စစ်ကောင်စီကတဖြည်းဖြည်းစစ်ကြောင်းထိုးလာတာအခုဆိုရင်ချောင်းပြကြီးရွာနာအထိရောက်လာပြီးတိုက်ပွဲတော့ပြင်းပြင်းထန်ထန်ဖြစ်တာမရှိဘူးဒီဘက်ကလည်းနောက်ဆုတ်ပေးနေတော့လေလို့ပြောပါတယ်။စစ်ကောင်စီဘက်ကအခုလိုစစ်ကြောင်းထိုးလာတာကြောင့်ချောင်းပြချောင်းဝရေနံတောင်မင်းပြစတဲ့ကြီးရွာတွေကနေထောင်နဲ့ချီတဲ့ပြည်သူတွေဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရတယ်လို့လည်းဒေသခံတွေကပြောပါတယ်။ချောင်းဖျားတို့ချောင်းဝရွာတွေကဒေသခံတွေကတော့တချို့ထွက်ပြေးနေကြတာအတော်ကြပါပြီ။အခုကတော့အကုန်လုံးထွက်ပြေးတိမ်းရှောင်နေကြရတာပေါ့။ရေနံတောင်တို့မြင်းပြတို့ကတော့အခုမှထွက်ပြေးတိမ်းရှောင်ကြတာစစ်ကြောင်းကတဖြည်းဖြည်းနီးလာတော့မနေရဲကြတော့ဘူးလေ။ဒါပြင်စစ်ကောင်စီအနေနဲ့ကြောက်ဖြူမြို့နယ်အတွင်းကအရက်သားတွေနေထိုင်တဲ့ခြေရွာတွေကိုလေကြောင်းကနေဘုံကျဲတာတွေခြေကြောင်းကနေလက်နက်ကြီးတွေပစ်ခတ်တာတွေလည်းရှိနေပြီးမကြာခဏဆိုသလိုအရက်သားထိခိုက်ဒဏ်ရာရတာနေအိမ်အဆောက်အဦပျက်စီးတာတွေလည်းရှိနေပါတယ်။မနေ့ကလည်းချောင်းဖျားကြီးရွာအနီးဝန်းကျင်ကိုစစ်ကောင်စီကဂျက်ဖိုက်တာနဲ့ဘုံကျဲခဲ့တာရှိတယ်လို့ဒေသခံတွေကပြောကြပါတယ်။စစ်ကောင်စီအနေနဲ့ရွေးကောက်ပွဲမတိုင်မီရခိုင်ပြည်နယ်အတွင်းကအေးထိန်းချုပ်ထားတဲ့မြို့နယ်တချို့ကိုပြန်လည်သိမ်းပိုက်နိုင်ဖို့ကြိုးစားလာနေတယ်လို့နှစ်ဖက်စစ်ရေးတင်းမာနေတဲ့ကြောက်ဖြူနဲ့စစ်တွေမြို့နယ်မှာလည်းစစ်အင်အားတိုးချဲ့ပြီးတော့စစ်ရေးပြင်ဆင်တာတွေဒီရက်ပိုင်းမှာတိုးမြင့်လှုပ်ဆောင်နေတယ်လို့အာရကတပ်တော် AA ဘက်ကလည်းပြောထားပါတယ်။ဆက်လက်ပြီးမြန်မာနိုင်ငံမှာထိုက်တင်တဲ့လောက်တည်ငြိမ်အေးချမ်းနေပြီဟုနိုင်ငံအနှံ့နေစဉ်လေးချောင်းဘုံကျဲနေသည့်စစ်ကောင်ဆောင်ပြောတယ်။ဒုထောင်ဝင်အရေး3ပါစောင့်ထိန်သူများကိုလွှတ်တော်ကိုယ်စားလှယ်အဖြစ်မဲပေးရန်မြောက်လိုက်လက်လန်စီးယုံနေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။နိုင်ငံတော်ဝန်ထိုက်တင်တဲ့လောက်တည်ငြိမ်အေးချမ်းနေပြီလို့စစ်ကောင်ဆောင်မြောက်လိုက်ကမနေ့ကပတ်သိမ်တက်နေအနောက်တောင်တိုင်းစစ်ဌာနချုပ်ကိုရောက်ရှိချိန်ပြောဆိုခဲ့တယ်လို့မနေ့ကစစ်အုပ်စုဝါဒဖြန့်မီဒီယာကနေထုတ်ပြန်ထားပါတယ်။အခုအခါနိုင်ငံတော်ဝန်ထိုက်တင်တဲ့လောက်တည်ငြိမ်အေးချမ်းနေပြီဖြစ်ပြီးတနိုင်ငံလုံးတည်ငြိမ်အေးချမ်းစေဖို့အတွက်စစ်တပ်အနေနဲ့ဆက်လက်ဆောင်ရွက်နေတယ်လို့အကြမ်းဖက်မြောက်လိုက်ကပြောပါတယ်။အကြမ်းဖက်စစ်ကောင်ဆောင်ဟာထိုက်တင်တဲ့လောက်တည်ငြိမ်အေးချမ်းနေပြီလို့ပြောဆိုထားပြီးမြဲတစ်ဖက်မှာမြေပြင်စစ်ကြောင်းထိုးတာတွေနဲ့လေကြောင်းကနေဘုံကျဲတာတွေကိုနိုင်ငံတော်ဝန်နေစဉ်ပြုလုပ်နေတာဖြစ်ပါတယ်။အနောက်တောင်တိုင်းစစ်ဌာနချုပ်ခီးစဉ်အတွင်းအကြမ်းဖက်မြောက်လိုက်ကရွှေကောက်ပွဲကျင်းပနိုင်ဖို့ကြိုတင်ပြင်ဆင်ဆောင်ရွက်နေကြောင်းနဲ့တပ်ဖွဲ့ဝင်တွေအနေနဲ့လှုပ်တင်လှုပ်ထိုက်တာတွေကိုမပြတ်မကွက်လှုပ်ဆောင်ကြဖို့ပြောဆိုခဲ့ပါသေးတယ်။စစ်သားတယောက်ချင်းစီတိုင်းအနေနဲ့လှုပ်တင်လှုပ်ထိုက်တာတွေနဲ့နေ့စဉ်ဆောင်ရွက်ရမယ်။ဦးရေထောက်တာဝန်တွေကိုမပြတ်မကွက်လှုပ်ဆောင်ဖို့ကိုလည်းမင်းအောင်လိုင်ကတိုက်တွန်းထားပါတယ်။ရှမ်းမီရဖဆိုတဲ့ပြည်သူတွေနဲ့တွေ့ဆုံချိန်မှာလည်းအကြမ်းဖက်မင်းအောင်လိုင်ကရွှေကောက်ပွဲမှာဒိုးတာဝန်အရေး3ပါစောင့်ထိန်သူနိုင်ငံရေးလုံခြုံရေးစီးပွားရေးနဲ့အုပ်ချုပ်ရေးအမြင့်ရှိတဲ့ကိုယ်စားလှယ်တွေကိုမဲပေးဖို့ပြောဆိုခဲ့ပါသေးတယ်။ဒီနေ့ကုန်မှာကျင်းပမဲ့ရွှေကောက်ပွဲကိုပထမအကြိမ်မှာ102မျိုးနဲ့ဒုတိယအကြိမ်မှာမျိုးနယ်100နဲ့တတိယအကြိမ်ဆိုပြီး3ကြိမ်ခွဲပြုလုပ်သွားဖို့စီစဉ်ထားတာဖြစ်ပါတယ်။ဆက်လက်ပြီးဘင်္ဂလားရခိုင်နယ်စပ်မိုင်းတိုင်3ခုမှာညာလုံးပေါက်တိုက်ပွဲဖြစ်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။ဘင်္ဂလားရခိုင်နယ်စပ်မိုင်းတိုင်အမှတ်36 39နဲ့56တို့တွင်တနင်္လာနေ့ညကတိုက်ပွဲပြင်းထန်ဖြစ်ပွားခဲ့တယ်လို့ကော့ဘဇားအခြေဆိုင် The Territory New မှာသတင်းဖော်ပြပါတယ်။တိုက်ပွဲဟာအာရကတပ်တော် AA နဲ့ ARSA, RSO တို့အကြားဖြစ်ပွားခဲ့တယ်လို့ဆိုပါတယ်။တနက်ပစ်ခတ်တံတွေကိုဘင်္ဂလားဒေ့ရှ်နိုင်ငံဗင်ဒရိုဗင်ခရိုင်နတ်ကျောက်စရီမြို့နယ်နေဆက်နေဒေသခံတွေကတနက်ပစ်ခတ်တံတွေကိုကြဲကြဲလောင်လောင်ကြားခဲ့ရတယ်လို့သတင်းမှာဖော်ပြပါတယ်။ဒေတာသတင်းတောင် SUC Hate Rana ပြောတာကတော့တိုက်ပွဲဟာညာလုံးပေါက်ဖြစ်ပွားပြီးမြန်မာနိုင်ငံဘက်ချမ်းမှာသေဆုံးသူ20လောက်ရှိတယ်လို့သတင်းရအကြောင်းပြောဆိုပါတယ်။ဒါပေမဲ့ဘယ်ဘက်ကထိခိုက်သေဆုံးနေဆိုတာကိုတော့သတင်းမှာဖော်ပြမထားပါဘူး။ဒီတိုက်ပွဲတွေနဲ့ပတ်သက်ပြီးနေကြားဆောင်တပ်ဖွဲ့ BGB ကသတင်းထုတ်ပြန်တာမရှိသေးပေမဲ့နေဆက်မှာသတိပေးမှုတွေပြုလုပ်ထားတယ်လို့ဆိုပါတယ်။ကျမရဲ့သတင်းတင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်းချမ်းမြေ့ကြပါစေရှင်။